ဘောလုံးလောကမှာလူမိုင်းဆိုတာရှိရင်ဒါ MSN တိုက်ဆေးပါပဲမက်ဆီဆော်ရက်နေမာသူတို့တော့ရောက်ကွင်းထဲမှာရှိနေရင်တစ်ဖက်အသိနောက်ခံလူတွေအတွက်တော့အိမ်မက်ဆိုးပါပဲဘာစီလိုနာမှာဖလားတွေကိုသွေးကြွယူခဲ့တဲ့ဒီလူသားကန်ကြီးအခုအင်တာမာယာမီမှာပြန်ဆိုတော့မှလားအားလုံးပဲမင်္ဂလာပါခင်ဗျာခရက်တက်ဘာမီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုအင်တာမာယာမီမှာမက်ဆီနဲ့ဆော်ရက်ကတော့အသက်ကြီးပေမဲ့ဆရာကြီးတွေပြီး MLS ကိုပတ်ကစားနေကြတော့မှပရိသတ်တွေအလိုချင်ဆိုကတော့အဲ့ဒီကြားထဲကိုနေမာဆိုတဲ့မြဲလက်ဆရာလေးရောက်လာဖို့ပါပဲတကယ်လို့သာဒါကြီးဖြစ်လာခဲ့ရင်အင်တာမာယာမီဟာဘောလုံးသိမ်းမဟုတ်တော့ပဲကမ္ဘာအကောင်ဆိုလဲကျင်ကြီးများနောက်ခိုရဖြစ်သွားပါလိမ့်မယ်နေမာရောက်လာရင်ဆော်လက်ကဂိုးသိမ်းမယ်မက်ဆီကဂိုးဖန်တီးမယ်နေမာကတော့ကွင်းထဲမှာကောက်ခုန်နေမှာပေါ့ဘာစီလိုနာအသင်းရဲ့ MSN မက်ဆီဆော်ရက်နေမာတို့ရုပ်တွေဆိုတာဘောလုံးလောကမှာလူမဟုတ်တဲ့ဖွဲ့စည်းလို့တော့တင်စားရလောက်အောင်ကြံခဲ့တာပါ MSN ဆိုတာဘောလုံးကန်တာလား PS4 ဆောတာလားလောကကြီးမှာမတရားတဲ့အရာတွေအများကြီးရှိပေမဲ့အဆိုးဆုံးကတော့2014ကနေ2019ကြားထဲမှာမက်ဆီဆော်ရက်နဲ့နေမာတို့တို့ယောက်ကိုတသိန်းတည်းပိတ်ကစားလိုက်တာပါပဲဒါဟာတခြားအသင်းတွေကိုမင်းတို့ကမပေးရအောင်ဆူတောင်းယူပဲရှိတော့တယ်လို့ပြောလိုက်တယ်လို့ပါပဲကေကေနာတင်ချာကိုစိတ်ခေါ်တဲ့ MSN ပုံစံအမှန်ဆိုရင်1+1+1 3ဘောဒါပေမဲ့ MSN ကြတော့အဖြစ်က120ကိုတရားတီထဲမှာတွင်ခဲ့တဲ့ကိုဖြစ်ပါတယ် What ဘာလို့လဲနေမာကွင်းထဲမှာကောက်ခုန်နေတာနောက်ခံလူတွေကိုခေါ်ရုပ်ကျွတ်အောင်ခါရနေတာဆော်ရက်ဂိုးသိမ်းဖို့အတွက်ဆိုရင်ဘယ်နေရာကမဆိုကန်တိုက်တတ်တာအခါတလေလူတောင်ကိုက်မိမလို့မက်ဆီဘာမှပြောနေစရာမလိုဘူးသူကတော့တကယ်ဂျိုသားပါပဲဘောလုံးကတလုံးတည်းပဲဒါပေမဲ့တခြားအသင်းတွေကဘောလုံးရဲ့နောက်ကိုလိုက်နေရတဲ့အချိန်မှာ MSA တိုက်စစ်ကတော့ကွင်းထဲမှာမင်းကံမလားငါကံမလားဆိုပြီးတငယ်ချင်းတွေထမင်းဝိုင်းမှာဟင်းဥပကအပြာလှန်ခက်ပေးနေသလိုမျိုးကစားနေကြတာပါအဲ့ဒီတုန်းကဘာစီလိုနာနဲ့ကစားရတဲ့ပြင်ပနောက်ခံကစားသမားတွေဟာပွဲပြီးရင်အေးပြန်ပြီးမေးဒါဒီနေ့လူတွေနဲ့ကန်ရတာမဟုတ်ဘူးဆိုပြီးငိုတောင်ကိုချိန်ကြမှာပါ MSN တိုက်စစ်ရဲ့ကျောက်ဆရာအကောင်ဆိုအစွမ်းကြီးသူတို့ရဲ့အသာချက်ကတယောက်နဲ့တယောက်မနာလို့စိတ်လုံးဝမရှိတာပါမက်ဆီကဂိုးသွင်းလို့ရောက်ပေမဲ့ဆော်ရက်ကိုပေးလိုက်တယ်ဆော်ရက်ကနေမားကိုပြန်ပေးတယ်နေမားကမက်ဆီကိုပြန်ပေးတယ်နောက်ဆိုတော့ဂိုးသမားမြေလို့ပြပြီးမင်းတို့ဘယ်သူသွင်းမှလဲမြန်မြန်သွင်းလိုက်ကြတော့လို့တောင်းပန်ရတဲ့အထီးပါပဲစူဖလားတွေကိုသိကြိုးယူခြင်းသူတို့သုံးယောက်တွေ့ခဲ့တဲ့ပထမဆိုရသည်မှတင်ဖလားသုံးလုံးကိုအေးဆေးလေးသေးသွားပါတယ်ရီယယ်မက်ထရနဲ့ကစားတဲ့ပွဲတွေဆိုရင်လည်း MSN တိုက်စစ်ကအေကွင်းမှာပဲဖြစ်ဖြစ်အဝေးကွင်းမှာပဲဖြစ်ဖြစ်ငါတို့ကတော့အနေပဲဆိုတဲ့ကွန်တက်မျိုးတွေပဲထုတ်လုပ်ခဲ့တာပါ MSN တိုက်စစ်ဆိုတာဘောလုံးသမိုင်းမှာပြန်မရနိုင်တော့တဲ့အကောင့်စုဖြစ်ဖြစ်ရေးပါပဲသူတို့သုံးယောက်ကွင်းထဲမှာရှိနေရင် TV ရမှုကိုဘေးမှာချထားရုံပါပဲဘာလို့လဲဆိုတော့တခြား channel ပြောင်းဖို့တော့နှမျိုးစရာကောင်းလို့ပါအင်တာမာယာမီမှာ MSN ပြန်ဆိုဖို့ဆိုတာဘောလုံးဝဒနာရှင်တွေအတွက်တော့အိမ်မထဲကအိမ်မတစ်ခုလို့ပါပဲတကယ်လို့သာ MSN သုံးယောက်စလုံးအင်တာမာယာမီမှာပြန်ဆိုပြစ်ခဲ့ရင်ဘယ်လိုမျိုးတွေဖြစ်လာမလဲ MSN အင်တာမာယာမီဒါဘောလုံးအသိန်းလားနားယူသူများတဲ့အဖွဲ့လားဘောလုံးလုံးကရဲ့တဲ့င်းတွေအရနေမာတယောက်ကြီးလာကနေမာယာမီကိုလာပြီးမက်ဆီနဲ့ဆာလက်ဒိုစီမှာသွားပေါင်းတော့မယ်ဆိုတဲ့သတင်းတွေကခဏထွက်နေပါတယ်တကယ်လို့သာဒါကြီးတကယ်ဖြစ်လာခဲ့ရင်နောက်ခံလူတွေတဲ့ငရဲခန့်ပြန်လာပြီဗောဗျအမေရိကန် MLS ကနောက်ခံလူတွေခင်ဗျအခုတော့မက်ဆီနဲ့ဆာရက်ကိုမနေထင်းနေရတာပါအခုနေမပါထရောက်တော့မယ်ဆိုရင်ပွဲမဆက်ခင်ကတည်းကဒူးထော်ပြီးအကိုတို့ရေသွင်းချစ်တယ်လို့သွင်းပါကျွန်တော်တို့ကတော့ခေါ်ရုပ်ကျွအောင်မလေးပြပါနဲ့လို့တောင်းပန်ရမယ့်အခြေအနေပါဆေးရုံကားကိုကွင်းပေးမှာအမြဲသိရှိဖို့လိုနေတယ် MSN ဆိုတာအရင်ကတော့အမြန်နှိုးပါအခုတော့အင်တာမာယာမီမှာပြန်ဆိုတော့ရင်အတွေ့အကြုံတွေပဲကြာပါတော့တယ်ဆော်ရက်ကဒုကလည်းမကောင်းရှာတော့ဘူးနေမကလည်းပွဲကစားတာထက်တန်ရာရလို့နားနေရတာကပုံများနေတဲ့မက်ဆီကတော့သူကတော့လမ်းလျှောက်နေရင်ဂိုးသွင်းနေတုံးပဲ MSN တိုက်စစ်ကကွင်းထဲမှာခြေချင်းရှင်းမိရင်တော့ပရိသတ်တွေကဂိုးသွင်းတော့မလားဆိုပြီးအော်ရမယ့်အစားဆေးဖွဲ့ရည်များများလာခဲ့အိုးလို့အော်ရမယ့်အခြေအနေမျိုးပါဒါဘောလို့အသိန်းလား BBQ ပါတီလား MSN ရဲ့အာသာချက်ကခင်မင်မှုပါအင်တာမာယာမီမှာသူတို့ပြန်ဆိုရင်ကွင်းထဲမှာဘောလုံးကန်တာထက်ကွင်းဘေးမှာလက်ဖက်ရည်ကျန်းတော့ပြီးမဲသားကင်စားရင်ငါတို့2015တုန်းကဘလို့ကြားခက်လဲဆိုပြီးလွားတဲ့နေကြတာနဲ့တင်ပွဲကပြီးသွားနိုင်ပါတယ်ဂိမ်းလူကြီးတွေအတွက်ခေါင်းကိတ်ဆရာနေမာရဲ့လှက်ကွက်တွေဆာရာရဲ့ဇွန်စကားတက်မှုတွေနဲ့မက်ဆီရဲ့ရှေဝါတွေကြားမှာ MLS ကဂိမ်းလူကြီးတွေခေါင်းမှုသွားနိုင်ပါတယ်နေမာလက်ကျတော့တိုင်းဒါပါနတီလာဒါမှမဟုတ်နေမာကပင်လယ်ကမ်းခြေရောက်နေတယ်လို့ထင်နေတာလားဆိုတာကိုဗီဒီယိုစနစ်ခဏကြည့်နေရပါလိမ့်မယ် MSN တိုက်စစ်ကိုအင်တာမာယာမီမှာပြန်မြင်ရဖို့ဆိုတာရခိုင်တို့တော်တော်နဲပေမဲ့ဖြစ်လာခဲ့ရင်တော့ MLS ဟာဘောလုံးပွဲထက်ဟော်ဒီယိုရုပ်ရှင်တဘောလိုကြီးကောင်းနေမှသိချပါပဲအသက်တွေဘလောက်ပဲကြီးကြီးသူ
သူတို့ခြေထုတ်ထက်ကိုဘောလုံးရောက်သွားရင်တော့တခုခုထူးခြားတာဖြစ်လာအောင်မှာပါကွင်းထဲမှာဘောလုံးကနေတာလားတစ်ဖက်အသင်းကိုကစားစရာလုံးနေတာလားမသိရလောက်အောင်ကြားခဲ့တဲ့ MSN အခုအင်တာမာယာမီမှာဒီလက်ချက်ကြီးတွေပြန်ဆိုဖို့ရခိုင်တို့ဘယ်လောက်ရှိလဲနေမာရောက်တကယ်ပဲအော်ရက်ကနေအမေရိကန်ကိုပြန်လာမှလားဒီဗီဒီယိုကိုအစိုးရကြည့်ပြီး MSN ရဲ့အကောင့်ဆုံးမှုမှန်းတွေကိုပြန်ခန်းစားကြည့်လိုက်ပါအသက်30ကျော်သွားပြီမဲ့ MSN ရဲ့ရှေ့ဝန်ကတော့ရောမသွားသေးပါဘူးကဲရာသားတို့ရောဘယ်လိုထင်လဲနေမာတယောက်တကယ်ပဲအင်တာမာယာမီကိုပြန်လာပြီး MSN တွဲလို့ကိုပြန်ပြသွားမလားဒါမှမဟုတ်ဒါအိမ်မတစ်ခုပဲဖြစ်နေအောင်မလားဆိုတာကိုတော့ကွန်မန့်ရဲ့အောက်မှာပြောပြခဲ့ကြပါဦးနော်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာဆက်တွေ့ကြတာပေါ့ See you